feed တွေကိုသူများတွေ animate တုံးလိုက်တဲ့အခါမှာကိတ်ထွက်နေပြီးတော့ကျွန်တော်တို့ animate တုံးလိုက်တဲ့အခါမှာပန်းနဲ့ပေါက်တယ်လို့ဖြစ်နေရဆိုရင်တော့ brother တို့ဒီအချက်လေးမှားနေတော့ပါအဲ့တော့ဒီနေ့မှာ feed ရဲ့ animate အကြောင်းကျွန်တော်ရှင်းပြပေးသွားမှာပဲပထမဆုံးသူ့ရဲ့ scale တုံးလို့ပုံကြည့်ရမယ်ဆို scale 1ကတော့ damage ပေးတာပေါ့နော်scale 2ကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ damage လဲပါမယ်ပြီးကြတော့ stand နဲ့ပါပါမယ် enemy ကိုပြေးတိုက်တော့မှဖြစ်ပြီးတော့လေးပေါ်မြောက်တဲ့ stand လေးပါမယ်ပေါ့နော်အဲ့တော့ကျွန်တော် scale 3ကိုကြည့်ရမယ်ဆိုရင်တော့ enemy ကိုလာ damage ပေးအောင်လုပ်တဲ့ spell ဆိုလည်းမမဟုတ်ဘူးပေါ့နော်ကျွန်တော် scale 1 2 3အကုန်လုံးနဲ့ချပေးတဲ့အခါမှာဆိုရင်တော့အောက်က passive လေး၄တန်းပြည့်သွားတဲ့အခါမှာကျွန်တော်တို့ animate ပွင့်ပါတယ် animate ကိုမြန်မာလိုရိုက်ချလိုက်မယ်ဆိုရင်တော့ဘယ်လိုမှ damage ထိမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီသွေးစာရှီတန်းလေးတွေကျွန်တော်တို့ passive အတန်းကြီးပုံများနေမယ်ဆိုရင်တော့ damage ကပိုထိနေပါပဲနားလည်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုသွေးရောတော်တော်ရော့နေအချိန်မှာ enemy နဲ့ချပြီးတော်တော်ရော့နေအချိန်မှာသုံးမယ်ဆိုရင်တော့ damage ပိုထိမယ်ပေါ့ဗျာအဲ့လိုပြောလို့ဒီလိုကျွန်တော်တို့တာဝါကြီးထဲမှာတွားပြီးတော့ damage အထိခံစရာမလိုပါဘူး enemy 3ယောက်တယောက်နဲ့ရှင်ချမယ်ဆိုရင်လည်းကျွန်တော်တို့သွေးရအလိုလိုရော့ရပေါ့နော်အဓိကကျွန်တော်တို့သွေးလဲရော့မယ် ultimate ပွင့်နေအချိန်လေးမှာကွက်တီ enemy တွေကိုရိုက်ချနိုင်မယ်ဆိုရင်တော့ damage ကအလိုလိုကိုထိပါရဲ့ဗျာ